chicken chicken စားကြပါမယ် chicken စားကြည့်ပါမယ် ကျုပ်ဝယ်ပြပါခင်ဗျာ ကျိုးပြီးခိုင်အိုင်ခင်ဗျာ ကျုပ်ဝယ်ပြပါခင်ဗျာ ဘိုင်ခင်ဘိုင်အတမ စားပြီနော် စားလို့ စားလိုက်တော့ စားလိုက် စား စား စားတော့လို့ စားလို့ ကျုပ်ဝယ်ပြပါခင်ဗျာ ကျိုးပြီးခင်ဗျာ ဟုတ် စားလို့နီး စားရမယ်ပေးဟင်းရတကယ်မြန်မာနိုင်ငံပေးဟင်းလိုက်ပါပဲဘယ်လိုဘာတူရာဆိုတဲ့နောက်ဆုံးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ခေါ်သွားမဲ့ဆိုင်လေးကတော့ကျွန်တော်ဒီ Indian Nipol restaurant ဖြစ်တဲ့ ပါရီပါရာ ပါတီဗာရာဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုတော့ကျွန်တော်နီဘောစာနဲ့အိန္ဒိယစာရတယ်ပေါ့နော်ကျွန်တော်မြန်မာလူမျိုးတွေလည်းအရန်ကြိုက်ကြတဲ့အစားအစာဖြစ်တာမလို့ကျွန်တော်တို့ဆွဲကြည့်မယ်အမှားမှာရောင်းတဲ့အိန္ဒိယစာနဲ့ဂျပန်မှာရောင်းတဲ့အိန္ဒိယစာဘာကွာလဲဆိုတာကိုပြောပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့တယောက်တည်းသွားမှာတော့မဟုတ်ဘဲဒီနေ့ဘောရာကိုခေါ်တာပဲဖြစ်ပါတယ်ဘောရာနာမည်ကတော့ Namaste နာမည်ရော 名前はシェルパーです ရှယ်ရပါနဲ့ကျွန်တော်သွားစားမှာဖြစ်ပါတယ်တယောက်တည်းဆိုကြည့်ရတာပြင်းနေမှာဆိုလို့ရှယ်ရပါနဲ့ဆွဲမယ် let's go Let's go let's go 行きましょうကဲဆိုတော့ကျွန်တော်ဆိုင်ထဲကိုတော့ရောက်ပြီဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ဘာတွေမှာမလဲဆိုတော့ကျွန်တော်ဒီ menu လေးကနေကြည့်ပြီးတော့မှာပါမယ်ဒီမှာဆိုရင်တော့ထုံးစံအတိုင်းအိန္ဒိယစားစားရတယ်နီပေါစားစားရတယ်ပေါ့နော်ဒီနံပြားတို့နံပြားနဲ့တိုးတဲ့ curry တို့ဘာလို့ရတယ် A few moments later ကဲဆိုကျွန်တော်မှာပြီးသွားပြီမှာထားတာဒီကတော့ပေါ့နော်ကျွန်တော်ဒီ plain နံပြားမှာထားတယ် cheese နံပြားမှာထားတယ်နံပြားကြော်မှာထားတယ်ကြက်သားချက်မှာထားတယ်ပဇွန်မဆလာချက်မှာထားတယ်ဒံပေါက်လေးမှာထားတယ်ဒီကဒံပေါက်ကတစ်မျိုးလေးပေါ့နော်မြန်မာပြည်ကဟာနဲ့မတူတာမလို့ကျွန်တော်စားကြည့်ပြီးတော့ပြောပြပေးပါမယ်နံပြားကြော်ကလွဲလို့ကျန်တဲ့ဟာတွေကပုံစံတွေကတစ်မျိုးတွေပေါ့နော် plain နံပြားဆိုရင်တို့ကအဲ့လိုမျိုးတစ်မျိုးရှည်ရှည်ဒီလိုကြီးပေါ့နော်ဒီလိုမျိုးကြီးပေါ့နော် cheese နံပြားကတော့ဒီလိုအဝိုင်းအောင်မှာပီဇာလိုမျိုးလေးလုပ်ပေးထားတာပြီးတော့နံပြားကြော်ကတော့ဒီအဝိုင်းတိုင်းအောင်မှာအဲ့လိုကြော်ထားပါပေါ့နော်ကြက်သားအကင်လည်းမှာထားတယ်တောက်ဆရာကတော့ဒီလက်စီလို့ခေါ်တဲ့ကောင်လေးပေါ့နော်ဒင်ဂျင်လိုမျိုးချွတ်ချွတ်ချင်းချင်းလေးနဲ့တရက်တီးရတာလေးလောက်ထားပါတယ်ကျွန်တော်တို့ဆွဲမယ်စောင့်နေပါတယ်အရင်ကနေလဲမှုင်းနေညိုးမြချိုင်းနေ そうめっちゃいい匂いするお腹空いてるお腹も空いてる 1 2 3 Welcome to the Everybody in the club, dead. Make that booty go around andဝက်ချက်တဲ့ခိုင်ဆိုတော့ကျွန်တော်ဒါကတော့ဒီမှာရောင်းတဲ့နံများဖြစ်ပါတယ်ရုံးလိုက်ချိုးလိုက်ကြည့်တာမျက်နှာကြီးနဲ့ကြီးတယ်ပေါ့နော်တိတ်ကြီးပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်မှားထားရလေအများကြီးရောက်လာပြီဆိုတော့ဆွဲကြပါမယ်စတင်ပြီးတော့ကျွန်တော်အရင်ဆုံးမဆွဲခင်မှာဗာလေးလေဆိုပြင်ရှင်းမန်ဂိုလက်စီတောက်เสียအချိုးပေါ့နော်ဒါကတော့ကြက်ကပေါ့နော်ဒါကတော့ချက်သားအနေအင်းလေးနဲ့ပေါ့နော်ဒါကတော့ကျွန်တော် cheese နဲ့ cheese နဲ့ပြပါတော့နော်ဒါကတော့ကျွန်တော်တန်ပေါက်ဒါကတော့ကျွန်တော်ဒီမီပေါ်စားစားပေါ့နော်ဒီလိုပေးဟင်းပါတယ်တင်းတင်းဟင်းရဟင်းပါတယ်ဒီမှာဆိုချက်သားဟင်းပါတယ်ပြီးတော့ဒါအချိုးပေါ့နော်ဒီမှာလည်းကျွန်တော်တန်ပေါက်ကူလေးပါပါတယ်ပြီးတော့ဒီမှာမြုပ်เสียလေးပါတယ်ပြီးတော့ချက်ဥကူလေးပါတယ်ဒီမှာဒီလေးနဲ့ပါတယ်နောက်ဆုံးရောက်လာတဲ့ဒါကတော့ကျွန်တော်ဒီ shrimp masala ဖြစ်ပါတယ် shrimp ကညမောင်အပစိုးဆိုကျွန်တော်နံပြားနေစပါနံပြားကိတ်ကြီးကနေဆွဲနေဟုတ်လေ美味しいな。ガチ美味しいな。美味しい美味しいトロがうまい。あ、ぶどうね。チーズな。チーズ。お。けそじょう玉売りさんがいいよ。なだろう玉売り。すいません。はい。辛いソースありますか？あります。はい。မှာဆိုတော့ကျွန်တော်ဒီအသီးနှံတွေပါတယ်လေသူကထည့်ကြပါတော့ကျွန်တော်မြန်မာပြည်ကတော့ချက်သားရယ်တန်ပေါင်းဆန်ရယ်ကိုစပစ်တီး6လေးပါလေးပေါ့ဒီမှာစပစ်တီး6လေးပါပါတယ်အရသာတော့ကွာပါတယ်သူတို့ကနည်းနည်းပို့ပြီးတော့6တဲ့ဘက်သွားတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံဟာကျတော့လိုမျိုးစိုးစိုးလေးနဲ့အီးလေးပေါ့နော်သူကနည်းနည်း6နဲ့ဟိုနည်းနည်းလေးဆန်လေးပါလေးဆိုလဲလို့မြန်မာပြည်တော့တော့မပြော့ဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိပါတယ်ပေးဟင်းပေါ့နော်ဒီပေးဟင်းကတကယ်မြန်မာနိုင်ငံပေးဟင်းလိုက်ပါပဲအရန်မိုက်ပါတယ်
ဒီဘာတူရာဆိုရင်နောက်ဆုံးဒါတော့ကျွန်တော်တို့နံပြားကြော်ပေါ့ chicken chicken စားကြပါမယ် chicken စားကြည့်မှာနော် chicken ဆွဲမယ် ဆွဲမယ် chicken chicken ဆွဲတာ ဆွဲတယ်ဆွဲပလက် chicken ရတာပေါ့နော်မြန်မာပြည်တော့ဟိုထုံးလင်းနဲ့ရောင်းတဲ့ကြက်သားတို့ကြက်ဥတို့အဲ့လိုမျိုးတွေကအနံ့နဲ့ရတာရပါတယ်ကျုပ်ချက်နေပြီโอ้จิਨੀ ਮੀਆਂ ਤੂੰ ਕੁਝ ਚਿਰ ਪਾ ਕੇ ਰੱਖ ਲੈ ਪੱਲੇ ਵਿੱਚ ਮੁਖੜਾ ਲੁਕਾ ਕੇ ਰੱਖ ਲੈ Pound ha. Look at my. shit my oh my god just say ਨੀ ਮੀਆਂ ਤੂੰ ਕੁਝ ਚਿਰ ਪਾ ਕੇ ਰੱਖ ਲੈ ਪੱਲੇ ਵਿੱਚ ਮੁਖ ကျုပ်ဝယ်ပြပါခင်ဗျာ Joe baby. ကျုပ်ဝယ်ပြပါခင်ဗျာ Joe baby hi camera. ကျုပ်ဝယ်ပြပါခင်ဗျာ By cam by. Atama. ကျုပ်ဝယ်ပြပါခင်ဗျာ Joe baby by camera. ဆွဲပြီ Sorry. စားပြီနော် Sorry. စားလိုက်တော့ Sorry. စား Sa. စားတော့လို့ Sorry. စားလို့ရပြီစားတော့စားတော့လို့ Saro. စားပြီနော် Sabi no. စားပြီနော်ကျက်ပြီနော် Maybe. ကျုပ်ဝယ်ပြပါခင်ဗျာ Joe baby by camera. ဟုတ် Saro me. စားတော့မယ်အမီပါစေ Ami mate. အမီပါစေယေစားပါပြီအမီပါစေအမီပါစေ Ami mate. တောက်မယ်နော် Tameno. တောက်မယ်နော် Tameno. တောက်ပြီ Tabi. နောက်ဆုံးအနေနဲ့ကျွန်တော်ဒါလေးဆိုကျွန်တော်မလိုင်လုံးလို့ထင်ပါတယ် Rasgulla. ဟမ် Rasgulla. That's cool လားဖြစ်ပါတယ်ကဲဆိုကျွန်တော်ဒါကတော့ကျွန်တော်စားပြီးသွားပြီဆွဲပြီးသွားပြီကုံလင်းပြောင်းသွားပြီပေါ့နော်တို့မဟုတ်ဘူးဒီမှာ ここに来てよかったと思っためっちゃ美味しい食べ物食べて心が国の思い出した သူကတော့သူ့ရဲ့နိုင်ငံကိုလွမ်းတယ်လို့ပြောပါတယ်ကျွန်တော်ကတော့မှန်တိုင်းပြောရင်တော့မြန်မာပြည်ဟာနဲ့ကွာတဲ့အတွက်ကတော့အဲ့လိုမျိုးခံစားချက်တော့မရမိဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာမြင်တဲ့အတိုင်းပဲအကုန်လုံးနဲ့စားပြီးသွားပြီဒီထဲမှာအကြိုက်ဆုံးဟာကိုပြောပါဆိုရင်ကျွန်တော်ကတော့ cheese နံပြားကြိုက်တယ်နံပြားကြော်ကြိုက်တယ်ပြီးတော့ဒီပဲဟင်းကိုကြိုက်တယ်ပေါ့နော်私一番ビリヤニチーズのハリセットこれ全部何が一番好きチキンの方が好きチキンこကဲကျွန်တော်အခုကတော့စားလို့တောက်လို့လည်းပြီးသွားပြီပေါ့နော် サルタのビラに အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်チヂミ食べれ ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like လုပ်ပေးသွားလို့ရပြီတော့ဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီ channel လေးမှာတင်ပေးသွားမှာဖြစ်လို့ subscribe လုပ်ဖို့လည်းမမေ့ကြဘူးပြောချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲဆိုတာကို comment မှာရေးသွားပေးလို့ရပြီးတော့နောက်ထပ်ကြည့်ချင်တဲ့ဗီဒီယိုပုံစံတွေရှိရင်လည်း comment မှာရေးသွားပေးလို့ရပါတယ် やばれ ပြီးတော့ကျွန်တော် Finestar မှာတနင်္လာရီလောကမြင်မြင်နဲ့အလုပ်လုပ်ချင်တယ်ဆိုရင်တော့ description မှာချပေးထားတဲ့ link ကနေတစ်စိမ့် interview reservation ဝင်လို့ရပါတယ်ခင်ဗျာဒီတိုင်းကောက်လေးမှာ interview reservation လုပ်နေတယ်အလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတမ်း update လုပ်ပေးသွားပါမယ်ခင်ဗျာ カミヤカミヤ အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်တို့လည်း bike ပြည့်ပြီဆိုတော့အိမ်ပြန်ပြီးအိတ်လိုက်ပါမယ်ခင်ဗျာ えらいのねနောက်ဗီဒီယိုမှာ ラビューのな ပြန်လည်ဆုံတွေ့ကြပါမယ် バリシメやばめတဒါバイバイ